ဆရာပြင်မာရေးရတဲ့ယောဂပြောင်းရင်9000မပြောင်းရင်1000တကယ်လားဆရာဟာတကယ်ပေါ့ကွာတကယ်ပေါ့အဲ့ဆိုဆရာရဲ့ကျွန်တော်ရဲ့ရှားလေးရောက်တာတွေပြက်နေလို့ဆရာကုတ်ပေးပါအောင်ဟုတ်လားအဲ့ဆိုရင်ငါမနေ့ကပဲဖော်ဆက်ရတဲ့ဒီဆေးလေးတောက်ကြည့်ပေါ့ရောဟုတ်ဆရာရေးလေးဆရာဘုဆိုယောဂပြောင်းပါမလား9000ပေး What ဟာဆရာခဏလေးကျွန်တော်မညံမကောင်းတော့ဘူးထင်တယ်ဆရာကျွန်တော်တခုဖို့တခုကျွန်တော်မင်းပြပါလို့ဆရာမညံနေပြောဆုံးသွားလို့အဲ့ဆိုရင်တော့ရောဒီဆေးတောက်ကြည့်ပါဟမ်ဆရာဒါခွန်းကကျွန်တော်တိုက်ရေးလေမင်းမညံပြန်ရသွားပြီမလား9000ပေးဟာကျုပ်တည်းဟာဘာဖြစ်သွားဟာဆရာလို့အောင်ဆရာကျွန်တော်မျက်လုံးမမြင်ရတော့ဆရာလို့ပေါ့ဟာဒါအမြင်အာရုံပဲကွာငါတော့အမြင်အာရုံမကုတတ်ဘူးကွာအဲ့တော့ကွာရော1000ဆရာ9000ကြီးဆရာမျက်လုံးပြန်ကောင်းသွားပြီအဲ့ဒါ9000ရက်ကွက်လုံးဆိုင်ရာဥက္ကဋ္ဌရွေးချယ်ပွဲမှာကျွန်တော်တို့ဒါမဲထည့်မယ်ဆိုရင်ရက်ကွက်ကြီးတာယာဖွံ့ဖြိုးဖို့အတွက်ကျွန်တော်အားလုံးတောင်းယူပါမယ်စောက်ပေါ်ရရမယ်စောက်ပေါ်ရနော် ဒီနေ့ဥက္ကဋ္ဌရွေးချယ်ပွဲမှာကျွန်တော်ဒါဥက္ကဋ္ဌဖြစ်ခဲ့မယ်ဆိုရင်ရက်ကွက်သူရက်ကွက်သားအားလုံးရဲ့လမ်းတွေကိုဖြူးတွေကျွန်တော်ခင်းပေးတော့မှာဖြစ်ပါတယ်ဗျဂျင်းတွေရမယ်ဂျင်းတွေ Look me in the freaking it